ဆောင်ပေးတဲ့ဖျားခင်ရဲ့ကျေးဇူးတော်ကိုရှိဦးစွာချီးမွမ်းပါတယ်ဒီနေ့ဒီစီဇန်မှာပါဝင်မရတဲ့အတွက်ကြောင့်လည်းအရန်ပဲဝမ်းသာပါတယ်ကျွန်တော်အနေနဲ့မျိုးနွယ်စုတွေအားလုံးစီစီလုံးလုံးနဲ့စ조사မှသာလေကျွန်တော်တို့ရဲ့မျိုးနွယ်စုတွေပြည်နယ်တွေတိုင်းပြည်တွေတိုးတက်လာမှာဖြစ်ပါတယ်ဆိုတဲ့ဒီစုတစ်ချက်အားဖြင့်ဒီဆိုဖြည့်ချင်ပါတယ်နားဆင်ပေးပါThat's the very long time now.